ခင်ကို9 နှစ်သားအရွယ်ရောက်မှပြန်လီတွေ့ဆုံခွင့်ရပြီးတော့ဘာမသိညာမသိနဲ့ကိုရင်ဝတ်ပေးခြင်းခံလိုက်ရတဲ့ရှင်ရာဟုလာလေးဘဝကိုစဉ်းစားပြီးတော့ကြည့်လိုချင်တာကအမွေပစ္စည်းဥစ္စာအမွေကိုလာတောင်းတာသို့တော်မြတ်စွာဘုရားကတဏှာဝဆင်းရဲကလွတ်ဖို့အရှိမျှော်မြင်တဲ့အနေနဲ့ရာဟုလတောင်းတဲ့လောကပစ္စည်းအမွေကိုမပေးဘဲနဲ့ရှင်သာရိပုတ္တရာကိုကိုရင်ဝတ်ပေးခိုင်းလိုက်တယ်ရှင်သာရိပုတ္တရာမထေရမြတ်ကဥပ္ပစ္စေလုပ်ပြီးတော့ရှင်မမောဂလမထေရမြတ်ကတရဏဂုံပေးပြီးတော့မြတ်စွာဘုရားရဲ့သားတော်လေးရှင်ရာဟုလာဟာရှင်သာမဏေဘဝရောက်သွားတယ်9 နှစ်အရွယ်ဆိုတော့ဘာသာတရားရဲ့အတိမ်နဲ့တရားဓမ္မရဲ့အတိမ်နဲ့ကိုမသိသေးဘူးပေါ့သို့တော်လည်းပါရမီရှင်ပုဂ္ဂိုလ်လေးဖြစ်ပြီးအားလျော်စွာဘုရားမြတ်စွာရဲ့သာသနာအပေါ်မှာစိတ်ဝင်စားမှုကတော့ရှိမယ်လို့ယုံကြည်ရပါဘုန်းကြီးတို့တွေလည်းပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်9 နှစ်သားအရွယ်မှာဘာမသိညာမသိနဲ့ကိုရင်ဘဝရောက်သွားတာတကယ်ကတော့သာသနာကိုကြီးညိုပြီးတော့တရားကိုသိလို့သာမဏေကောင်ကိုဝင်လာတာမဟုတ်ဘူးမိဘတွေကစီစဉ်ပေးလိုက်တာနဲ့ကိုရင်ဖြစ်သွားတရားဓမ္မဆိုတာဘာရဲ့လို့မသိဘူးဒီရွယ်သူများတွေကိုရင်ဝတ်ကြတယ်ဆိုတော့အေးကိုလည်းကိုရင်ဝတ်ရတယ်ဆိုတော့ပျော်တော့ပျော်တာပဲအဲ့လိုဘာမသိညာမသိနဲ့ကိုရင်ဘဝရောက်လာခဲ့ရကိုချင်းစာပြီးတော့ကြည့်တော့သားတော်ရာဟုလာလေးလည်းဒီလိုပဲနေမှာပဲ9 နှစ်ဆိုအလွန်ငယ်သေးတာအလွန်ငယ်သေးတဲ့အချိန်လေးမှာရှင်သာမဏေဘဝရောက်လာသို့တော်မြတ်စွာဘုရားရဲ့သားတော်လေးဆိုပြီးတော့ပတ်ဝန်းကျင်ကတော့အလေးပေးကြမှာသိချပါမယ်အဲ့ဒါလို့ပတ်ဝန်းကျင်ကအလေးပေးပြီမဲ့လို့ဒီကလေးလေးဟာရောင်းတက်တာတော့မရှိဘူးပေါ့။ဘာဖြစ်လို့လဲဆိုရင်မြတ်စွာဘုရားကအမြဲတမ်းဆုံးမဩဝါဒပေးနေပြဟုတ်လားဆုံးမဩဝါဒပေးတယ်သုတ္တနိဗ္ဗာန်ပါဠိတော်မှာရာဟုလတုတ်ဆိုတာရှိအဲ့ဒီရာဟုလတုတ်လေးကဂါထာပေါင်း 10 ပုဒ်ရှိ